တဲ့အခုတို့လက်ထက်ကြရအောင်လေကိုကလည်းနေစိုးပါသေးတယ်အတဲကိုလည်းလေ့လာအောင်လေအတဲလည်းအကိုလေ့လာအောင်ဝယ်ဘာတွေလေ့လာဖို့လိုလေးလို့လဲအခုအားလုံးဂရိပေးရဟုတ်ပြီလားအတဲစကားကိုလည်းနားထောင်မယ်အတဲအိမ်မှာဘာမှလှုပ်ရှားမလို့သိလားနော်စီပွားလည်းအကိုပဲရှာမယ်အိမ်မှုကိစ္စတွေကစအကိုပဲလုပ်မယ်နောက်ဆုံးကလေးတွေတမီမီတွေမွေးလာရင်လည်းအကိုပဲထိမ့်မယ်ဟုတ်ပြီလားအကိုဂရိပေးတယ်ဟုတ်ပြီလားဟုတ်လို့လားဘာတွေလေ့လာကြလို့လဲအကိုကလည်းနေပါအောင်လေ့လာပါအောင်မယ်ပြောလာတွေကတကယ်ဟုတ်လို့လားတကယ်ပေါ့ဂရိပေးတယ်လို့ကိုပြောပြီလေနော်အခုမှဒီကျုံကြီးနဲ့ချိန်လိုက်မယ်ကွာဟုတ်ပြီလားကျုံကြီးနဲ့သက်စာရဆိုပြီးချိန်အောင်ပါပေါ့အေးပေါ့နော်ပြောပါနော်ဟုတ်ပြီလားနော်နေပါဦးကွာလေတေချာလို့လားအခုအဲ့ဟာမျိုးတကယ်လှုပ်ပေးမှစီးပွားလဲရှာမယ်ကလေးလဲထိမ့်မယ်အိမ်မှုကိစ္စလဲလုပ်မယ်ဆိုတာအခုယုံလို့ရပါမလားယုံလိုက်ပါအခုကတေချာတယ်နော်နော်အခုဂရိမတီလို့ရှိရင်ဖြစ်ချင်တာဖြစ်ကွာဟုတ်ပြီလားဂရိမတီလို့ရှိရင်အသေးလှုပ်ချင်တာလုပ်မှာနော်အေးတေချာရနော်တေချာတယ်လို့နော်ဒီတော့တီးမှာပါနော်တီးရပါပြီးရပဲလေအားဆိုလို့ရှိရင်လေကိုဂရိကိုတီးရဆိုလို့ရှိရင်ပြီးရပဲအေးနော်အဲ့တော့ရိတ်ရွေးလိုက်တော့ဟုတ်ပြီအတန်းမင်းနေကမိမတွေအပြည့်ရှိတဲ့အခန်းနဲ့အကယ်၍အကိုရောက်သွားခဲ့တယ်ဆိုလို့ရှိရင်အသေးကိုရွေးမှလားလို့အကိုမင်းနေရလေတေချာဖို့အတွက်ပဲရွေးမှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဘာကိစ္စနဲ့အကိုကအဲ့မိမတွေအပြည့်ရှိတဲ့အခန်းနဲ့ဘာကိစ္စနဲ့ရောက်သွားတာလဲဘသူ့ကိုသွားရှာရလဲဘာသွားရှာရလဲအကိုကအဲ့ခန်းနဲ့အကိုကဘာလို့ရောက်သွားအဲ့ခန်းနဲ့ဘာလို့ရောက်သွားရလဲလို့အကိုမင်းနေရလေဘာလို့ရောက်သွားရလဲအကိုကအဲ့မှာဘာသွားရှာရလဲဘသူ့ကိုသွားရှာရလဲအသေးပဲအကိုအဲ့ခန်းနဲ့ပို့လိုက်တာမဟုတ်လားအဲ့ဆိုနောက်တစ်ခုမေးမယ်လောကမှာအကိုရွေးချက်စရာတစ်ခုပဲရှိရယ်ပထမတစ်ခုကအကိုအရန်တတ်မိုးထားတဲ့အရာနောက်တစ်ခုကအသေးဆိုလို့ရှိရင်အကိုဘယ်ဥစ္စာကိုရွေးမလဲတေချာဖို့အတွက်ပဲရွေးမှာပေါ့အဲ့ဒါဆိုလို့ရှိရင်အကိုတတ်မိုးထားတဲ့အရာအသေးမဟုတ်ဘူးလားလောကမှာအကိုအတွက်တတ်မိုးရှိဆုံးအသေးမဟုတ်ဘူးလားဟုတ်လားအကိုမင်းညာလေမထုံတတ်သေးတဲ့အကိုထိုင်နေရလေအတဲပဲအဲ့မိကိုနေယူလာဆိုတော့အတဲကဖြေရမှာလေအကိုကိုမေးတာလေအကိုကဘာလို့အကိုဖြေစေချင်လို့အတဲကလာမေးရလေအကိုကဘာလို့အဲ့ဒီအတဲနဲ့အဲ့တမိုးရှိတဲ့အရာတွေကိုယူရမှာအကယ်ရွေးလို့ပြောတာလေဒီလေအဲ့ဆိုအကယ်ရွေးကြောင်းမို့လို့ပေါ့ဘာဖြစ်လို့ကိုကအဲ့ဒီမိန်းမတွေအများကြီးရှိတဲ့အခန်းကိုရောက်သွားတယ်ကိုအားကြရင်စိတ်မရှိတော့ဘူးနော်